ရေအောက်နန်းတော်ဤရှုခင်းများအားရေအောက်နန်းတော်ဤဘုရင်တစ်ပါးဖြစ်သောဗစ်တာသည်မိသားစုနှင့်အတူကြည့်ရှုခံစားရင်းသူ၏ငယ်ဘဝကိုပြန်စဉ်းစားမိလေသည် Dr. Phrase ၏တက်ခွဲခန်းအတွင်းလူမျက်နှာမိချောင်းခန္ဓာကိုယ်ပုံစံရှိသောမွေးကင်းစအရွယ်ခေါ်ခေါင်းမှသည်ကဒင်းပေါ်တွင်စမ်းသပ်ထားသောပိုက်များအောက်ဆီဂျင်များကြားလှုပ်ရှားသက်ဝင်လာလေသည် Dr. Phrase သည်စမ်းသပ်ခန်းတွင်ပျော်ရွှင်မှုစိတ်လှုပ်ရှားမှုများနှင့်အတူသူ၏လူများအားလူမျက်နှာမိချောင်းခန္ဓာကိုယ်နှင့်မွေးကင်းစခေါ်ခရုမအားတေချာစောင့်ရှောက်ထားရန်မှာကြားထားလေသည်ထို့သို့စောင့်ကြည့်နေစဉ်အတွင်းမှာပဲ ခေါ်ခုံဥမသည်လူသားအသွင်နှင့်ခေါ်ခရုမအသွင်ကိုအပြောင်းလဲလုပ်နိုင်ကြောင်းသိရှိလာလေသည်အချိန်9 နှစ်ကြာစောင့်ရှောက်ခဲ့ပြီးနောက်ခေါ်ခုံဥမသည်ပြေးလွှားစော့ကစားတဲ့အရွယ်ရောက်ရှိလာခဲ့ပြီးစမ်းသပ်ခန်းအတွင်းမှလွတ်မြောက်ရန်နီလန့်အမျိုးမျိုးကြိုးစားလေတော့သည်အခွင့်အလမ်းကိုကြိုးစားရှာဖွေနေသောခေါ်ဟုမှသည်တနေ့တွင်စမ်းသပ်ခန်းအတွင်းမှထွက်ပေါက်တစ်ခုကိုတွေ့ရှိထားပြီးလူများမရှိချိန်ကိုစောင့်ဆိုင်နေရမှစမ်းသပ်ခန်းတစ်နေရာတွင်မီးလောင်မှုဖြစ်ပေါ်ပြီးလူအလုံးမီးငြိမ်းသက်ချိန်တွင်ခေါ်ခုံဥမသည်ထွက်ပြေးလွတ်မြောက်သွားခဲ့လေတော့သည်9 နှစ်သားအရွယ်ခေါ်ခုံမှသည်စမ်းသပ်ခန်းအတွင်းမှထွက်ပြေးလွတ်မြောက်သည်နှင့်ခြေဦးတဲ့ရာတရှိန်ထိုးပြေးထွက်လာခဲ့ရာမှကားတစ်စီးနှင့်တိုက်မိပြီးမိမျောသွားလေတော့သည်ပြန်လည်နိုးလာချိန်တွင်ကုတ်အင်ကြီးလက်ရှိအဖြူနှင့်လူတစ်ယောက်ကိုတွေ့ရပြီးထိုလူမှကောင်းလေးမင်းနာမည်ဘယ်လိုခေါ်လဲမင်းမိဘတွေကရောဘသူတွေလဲမင်းဘယ်မှာနေလဲဟုထိုလူကြီးမှမေးလေသည်ကျွန်တော်မှနာမည်မရှိဘူးဗျမိဘတွေလည်းမရှိဘူး Dr. Phrase လို့ခေါ်တဲ့လူကြီးတစ်ယောက်ကကျွန်တော်ကိုအခန်းထဲမှာလှောင်ထားတာဗျကျွန်တော်ခုတောင်မနဲ့လွတ်အောင်ထွက်ပြေးလာရတာဟုပြောပြလေသည်အော်မင်းက Dr. Phrase ရဲ့စမ်းသက်လူသားပဲငါနာမည် Dr. Gertran မင်းပြေးလာတဲ့ Dr. Phrase နဲ့ငါကကျောင်းတုံးလေးကပြိုင်ဘက်တွေပဲမင်းကိုငါတွေမွေးစားမယ်ငါရဲ့သိပ္ပံစမ်းသပ်ခန်းမှာမင်းအလုပ်လုပ်ရမယ်အစဉ်ပြေလားဟု Dr. Gertran မှခေါ်ခုံဥမကောင်းလေးအားပြောလေသည်ဟုတ်ကဲ့ကျွန်တော်နေပါမယ်ဒီလိုနဲ့ Victor သည်စမ်းသပ်ခန်းတွင်ကူညီသင်ယူရင်းကြီးပြင်းလာရလေသည်ထို့ကြောင့် Victor သည်မျိုးဗီဇပေါင်းစပ်မှုများအကြောင်းကျွမ်းကျင်စွာလေ့လာခဲ့ရပြီးတနေ့တစ်ချိန်တွင်ရေအောင်နန်းတော်ကိုထူထောင်နိုင်ရန်စိတ်ကူးအိမ်မက်များရှိခဲ့လေသည်ထို့ပြင်အခွင့်အရေးရရင်ရသလိုရေအောက်သို့ဆင်၍စမ်းသပ်ခန်းတစ်ခုကိုနည်းနည်းစီဆောက်လုပ်လေသည်ထို့သို့တွားရောက်ဆောက်လုပ်နေချိန်တွင်ခေါ်ခုံဥမ Victor သည်ရေသူမလေးတစ်ကောင်နှင့်တွေ့ရှိပြီးချစ်ကြိုက်ကာရေအောက်တွင်ပင်လက်ထပ်၍သူမုတ်တရားကြီးကိုတိုင်ပြီးကာဂတိတစ္ဆာပြုကြလေသည်